လာပါဒီနေ့မင်းတို့23ရက်နေ့ဖြစ်တယ်ပေါ့နော်မင်းစီမှာဆိုရင်မင်းတို့စီထဲတဲ့ဘိန်းကိုမစီးချင်ဘူးဆိုရင်တော့မင်းတို့ဒီမှာလက်စစ်အားတွင်းနေပေါ့နော်ဒီ EWIS အော်တိုဘိန်းလေးရှိပါရင်နော်ဒီနှုန်းလေးတွေကလည်းမင်းတို့33သိန်းကျော်ဝန်းကျင်လေးနဲ့ပဲမင်းတို့ရောင်းချပေးနေရမို့လို့မင်းတို့ကလစ်ဆိုင်ငယ်ပုံစံကြိုက်တယ်စကိုဘီပုံစံလေးကြိုက်တယ်ဆိုရင်တော့ EWI လေးတွေကိုရွေးချယ်ဖို့မင်းဖိတ်ခေါ်ချင်ပါတယ်နော် EWI တွေမှာဆိုတော့မင်းတို့ကမ်ဘို EWI ကလစ်ပုံစံရှိတယ်စကိုဘီပုံစံလေးတွေလည်းရှိရပေါ့နော်အော်တိုထဲမှာရွေးချယ်စရာများများကြိုက်တယ် EWI တွေအော်တိုစီထဲတဲ့ဟာတွေပေါ့နော် EWI တွေရွေးချယ်စရာများများနဲ့ကြိုက်တယ်ဆိုရင်တော့မင်းတို့ရဲ့85စကိုင်းမန္တလေးဆိုင်ကိုအားရဝယ်ဖို့ဖိတ်ခေါ်ချင်ပါတယ်နော်ဈေးနှုန်းလေးတွေလည်းမင်းတို့ကြားရင်ကြားလျောက်ပေါ့နော်ဈေးနှုန်းလေးတွေ short ထားပြီးမို့လို့ပေါ့နော်လိုအပ်တဲ့ customer များရွေးချယ်စရာများများနဲ့ကြိုက်တယ်ဆိုရင်တော့မင်းတို့ရဲ့85စကိုင်းမန္တလေးဆိုင်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါပြီနော်ရွေးချယ်စရာလည်းအများများမယ်စီထဲတဲ့ auto လည်းရှိမယ်ပေါ့နော် EWI လေးတွေလည်းပေါ်မယ်ပေါ့နော်ရိုးရာဘိန်းလေးတွေလည်းနည်းနည်းရှိမယ်ပေါ့နော်အယောင်ဆုံးဒီဇိုင်းစုံမယ်နော်